ဆရာကြီးရုပ်ရှင်ကကြည်နေတာမဟုတ်တကယ်ဖြစ်နေတာเนาะကျွန်တော်တို့နိုင်ငံထဲမှာတကယ်ကိုစိတ်မကောင်းစွာနဲ့ကျွန်တော်တို့ထပ်တူခံစားရပါတယ်အလူများနေတဲ့နေရာကြီးပဲထက်ကလူနေမဲ့အတူတူပေါ့เนาะတကယ်လိုနေတဲ့မဲ့အလူရှင်လာတာနဲနေတဲ့နေရာလေးကိုပေါ့เนาะကျွန်တော်တို့ကလာစေခြင်းလေဗျာတောင်းဆိုပါတယ်ဗျာအစ်စိတ်ကိုကြီးကနေတောင်းဆိုတာပါဗျာเนาะဒီနေရာတကယ်လိုအပ်နေပါတယ်လုံးကြီးကိုကြောက်စရာကြီးဗျာဒါတလေကြပြည့်နေတဲ့အိုးတွေကြီးပဲပြည့်နေမဲ့တူပေါ့နော်တကယ်လိုနေတဲ့နေရာတွေကိုလာပေးမယ်ဆိုပို့ပြီးအကျိုးရှိတယ်လို့ထင်တယ်ဗျကျွန်တော်ထပ်ပြပေးမယ်ဒီမှာရစရာကိုမရှိတော့တာဗျဘလို့တော့လောက်ကြမလဲဟမ်ဟိုမှာကြရစရာကိုမရှိတော့ဘူးဟိုမှာလုံးဝဗျာပြုတ်ဆင်းသွားတာနော်မြေကြီးတဲ့ကိုဝင်သွားတာမရှိဘူးဆိုအနည်းဆုံးပေ450လောက်ရှိမယ်ဗျကျွန်တော်မှန်းကြည့်တာတော့နော်ဒီမှာလုံးကြီးကိုစိုးဝါးကြီးဖြစ်သွားပြီဒီလိုနေရာတွေအရေးကြီးပါတယ်ဒီမှာကြည့်ရင်ဘယ်လောက်ထိရင်ကျိုးဖို့ကောင်းလဲဆိုတော့ကြည့်တယ်ဗျာဘယ်လောက်ထိရင်ကျိုးဖို့ကောင်းလဲလာကြပါဒီနေရာကိုလာပေးကြပါဗောနော်တောင်းဆိုပါတယ်